ဒါကတော့ကျွန်တော်တို့ဒီဒန့်ပေါ့နော်ဒန့်ကုမ္ပဏီကထုတ်တဲ့ဆေးဝါးတွေပေါ့နော်ဒါတို့ဒီ brand name နဲ့ general name လေးတွေနှိုင်းရှင်းပြီးတော့ပြောပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်အပေါ်ဆုံးမှာဆိုရင် metformin ပေါ့ metformin ဒန့်900ပေါ့နော်တော့900ရှိတယ်950ရှိတယ်1000ရှိတယ်ပေါ့နော်ဒီမှာတော့900ပဲပြောလိုက်ပါမယ် metformin ဒန့်900နော်ဒါ metformin 900 mg anti-diabetic စီဂျိုဆေးပေါ့နော် metformin ဒန့်900 amlodipine 10 5 amlodipine ပဲပေါ့နော် amlodipine ဟိုမှာ9ရှိတယ်10ရှိတယ်ပေါ့နော်ဝီကဲရထုတ်တာဆိုတော့ဝီကဲပေါ့နော်ဝီကဲထုတ်တာမကာဝီကဲမကာထုတ်တာဆိုလဲဒါဝီကဲ amlodipine ပဲပေါ့နော်သူရဲ့ composition မှာကြည့်လိုက်လို့ရတယ်ပေါ့နော်ဒါကဒန့်ကထုတ်တယ်ပေါ့နော် amlodipine BB Dank ဒါလည်းဒန့်ကထုတ်တယ်ဟာ BB Dank ဆိုတဲ့အတိုင်း B1 နဲ့ B1 100 mg နဲ့ B6 200 mg ပါဗီတာမင် B ပဲပေါ့နော်အောင်ကျော်ဆေးတွေမှာဆိုရင်ဒီ B-DAT တို့ Danuron တို့ Neurobax တို့မှာဆိုရင်1/6ပေါ့နော်အဲ့လိုပါတယ် BB Dank မှာじゃ1နဲ့6နဲ့ပဲပါတယ်တွဲမပါဘူးနော်ဗီတာမင် B supplement Dologan Dank ပါရာစီတမော250ရယ် Ibuprofen 200ရယ် caffeine 50 mg analgesic combination drug ပေါ့နော် analgesic ကိုမှ3မျိုးပေါင်းထားရပေါ့နော် analgesic အုပ်စုတွေဟာတွေပေါ့နော်ပါရာစီတမော ibuprofen caffeine ဒါတွေပေါင်းထားရပေါ့နော်ပန်တိုဒန့်ဆိုတဲ့အတိုင်းပန်တိုပရာဇောပေါ့နော်ပန်တိုပရာဇောဆန်ဖာမထုတ်တဲ့ဟာဆိုရင်ပန်တိုစစ်ဆိုတဲ့နာမည်နဲ့လာရအောင်နော်ပန်တိုဒန့်ပန်တိုပရာဇော PPI for acid related disorder ပေါ့နော်ပန်တိုဒန့်ပန်တိုပရာဇောပြီးရင်ပါရာဒန့်900ပေါ့နော်ပါရာစီတမောတစ်မျိုးရဲ့အပေါ်မှာကျတော့ပါရာစီတမော ibuprofen တွေရော caffeine တွေရောပေါင်းထားတာပေါ့နော်အဲဆိုပါရာစီတမောတစ်မျိုးပဲ pain and relief fever relief ပေါ့နော် pain ဆိုတာနာကျင်တာ fever ဖျားတာအဲဒီမှာသုံးတာ losartan မှာအဲ့လိုပဲ losartan potassium ပေါ့နော်ဒီကယူဒနာဆိုရင် losartan လို့ပဲခေါ်တာပေါ့နော် losartan 25ရှိတယ်50ရှိတယ်ပေါ့နော်ဒါလည်းအဲ့လိုပဲဝီကဲထုတ်တဲ့ဝီကဲမကားထုတ်တာဆိုလည်းအဲ့လိုပဲ25 50ရှိတယ်ဒါတော့တန်းကထုတ်တယ် losartan magnesium active tank ပေါင်တာပေါ့နော် magnesium 300 mg stick ဆိုအချောင်းလေးပေါ့နော် mineral supplement ဖြည့်ဆွတ်တာပေါ့ဖြည့်ဆွတ်တဲ့ဟာပေါ့နော်ပြီးပါရာဒန့်250ပေါ့နော်ပါရာဒန့်250 suppository ပါရာစီတမော250 mg ပေါ့နော်တခြားဟာတွေလည်းရှိပါတယ်ဆာပိုကပါရာဆာပိုဆိုရင်တော့ဒုံးကြီးနဲ့ခေါ်ကြပါတော့ဒါဒန့်ကဟာတော့ပိုပြီး quality ပိုကောင်းတယ်ပေါ့ ibuprofen dank 400 600ရှိတယ် ibuprofen က200လဲလာတယ်ပေါ့နော် ibuprofen ကတော့ပြင်းတယ်ကောင်းတယ်ပေါ့နော် ibuprofen dank 400 600ပေါ့နော် pain နာကျင်တာ inflammation ရောင်ရမ်းတာတွေမှာသုံးတယ်ပေါ့ Furodank Ferrodank မှာ Ferro ဆိုတာဒီမှာ iron supplement ပေါ့နော်ဒီတန်ဓာတ်ပေါ့တန်ဓာတ်ကိုဖြည့်ဆွတ်ပြီးတဲ့ဟာပေါ့နော် Ferrodank 50 mg ရှိတယ် Clotrimazole 1% ပေါ့ Clotrimazole ပေါ့နော် topical antifungal ဆိုတာဒီမှုန်နဲ့ဆိုင်တဲ့ဟာပေါ့နော်မှုန်ယောဂတွေမှာသုံးတာလိမ့်စီအနေနဲ့ cream ပေါ့နော် cream လိမ့်တဲ့ဟာ Clotrimazole Dinclodant စပိုတဲ့ Dinclodant အဲ့ဒါစပိုပဲပေါ့နော် Dinclo မှာ100 mg ပါတန်းကထုတ်တယ်ပေါ့နော်ဒါတန်းကုမ္ပဏီကထုတ်တဲ့ဆေးဝါး brand name လေးတွေအကြောင်းရှင်းပြပေးတာဖြစ်ပါတယ် like and subscribe လေးလုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်